ရှမ်းပြည်နယ်ကရင်ပြည်နယ်ဆက်ဖဲခုံမြို့နယ်တွေကစစ်ပေးရှောင်စခန်းတွေနဲ့တောတွေတောင်တွေထဲမှာခိုလုံနေရတဲ့စစ်ပေးရှောင်တွေဟာတောက်သုံးရင်နဲ့စားနပ်ရိက္ခာပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဆန်အပါဝင်စားနပ်ရိက္ခာပြက်လက်ခါတောက်သုံးရပါခက်ခဲနေတယ်လို့စစ်ရှောင်ကူညီနေသူတို့ကကွန်ထက်ပါမကိုပြောပါတယ်။ ရိတ်ခါပိုင်းဆိုင်ရာပြတ်တာတော်တော်ကြာပြီခင်ဗျရိတ်ခါပိုင်းဆိုင်ရာကူညီပေးဖို့တော့တော်တော်လေးလိုအပ်နေတယ်အလူရှင်လုံးဝမလာတဲ့နေရာမျိုးဖြစ်တယ်အလူရှင်တော်တော်များများကလည်းဒီမို့ဆိုအနောက်ချမ်းဘက်မှာပဲလှူတာများတော့ကျွန်တော်ကလည်းဝေးတဲ့နေရာလိုက်လှူတော့အဲ့ဒီဘက်ကိုရောက်သွားရင်လည်းတွေ့တာပေါ့နော်အများစုဖဲကုံမျိုးပေါ်ကဖြစ်ပါတယ်အရန်ကိုခက်ခဲတွေဖြစ်နေကြလို့စန်စီစာရိတ်ခါအစာပေါ့နော်စေဝါအစုံမိုးကပေါ့နော်မိုးကဆိုတာတို့ရေလေးလှောင်မှုပေါ့နော်ဒါလေးလိုအပ်တယ်ဆိုတာပြောချင်တာပါခင်ဗျစစ်ပေးရှောင်ဒေသခံတွေဟာတောရီတောင်တွေကယာယီတဲထိုးကစုဝေးနေထိုင်နေရတာဖြစ်ပြီးစစ်ရှောင်ကာလကြာမြင့်တဲ့သူတွေရှိသလိုနောက်ထပ်တိုးလာတဲ့အတွက်စစ်ရှောင်စခန်းအခိုင်အမာဆောက်လုပ်ပြီးနေထိုင်မှုအခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်တောတဲ့တောင်တွေတောင်ရတဲ့အဲ့လိုမျိုးပေါ့နော်တောင်ကြားတဲ့မှာပေါ့နော်သူတို့နေတဲ့ဖဲခုံစစ်ရှောင်းကျွန်တော်တို့6ခု9ရွာလောက်တွေ့ခဲ့တယ်ခင်ဗျ9ရွာတွေ့ခဲ့တယ်ဆိုတော့သူတို့အနည်းဆုံးကသူတို့ကဘယ်နေရာမှာတော့နီးလဲဆိုတော့ဒီဖဲခုံမြို့နယ်ပေါ့နော်ဖဲခုံမြို့ဆိုတာဖဲခုံစကားစားတို့ဘာလို့ရှိတာပေါ့နော်စကားခါတို့စတဲ့တက်ရင်၄၅ရင်လောက်ရှိရဲ့ဖဲခုံမြို့နယ်အနီးတစ်ဝိုက်မှာပဲအဲ့လိုမျိုးပေါ့နော်ဒီဘက်တောကြားတောင်ကြားတွေမှာပဲခိုလုံကြတယ်ခင်ဗျအများစုကတော့ဖဲခုံမြို့ပေါ်ကစစ်ပေးရှောင်းနေများကြပါတယ်အခုလိုရိတ်ခါနဲ့ရေပြက်လက်မှုတွေကိုကြေးရွာပေါင်း6ရွာလောက်ကဒေသခံ2000ကျော်ကြုံတွေ့နေရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒေသခံအရက်ဖက်အဖွဲ့အချို့နဲ့လူရှင်အချို့ကဒုက္ခသည်တွေစီတွားရောက်လှူဒန်းတာတွေရှိပေမဲ့စစ်ကောင်စီတပ်ကစီရေးလှုပ်ရှားမှုတွေကြောင့်အမြဲတမ်းတွားရောက်လှူဒန်းနိုင်ခြင်းမရှိဘူးလို့လည်းသိရပါတယ်။ရှမ်းကယားနယ်စပ်အပါအဝင်ကရင်ပြည်တစ်ခုလုံးမှာနေရဲစွန့်ခွာရတဲ့စစ်ရှောင်း2သိန်းကျော်ရှိနေပြီးစားနပ်ရိက္ခာနဲ့ရေရှားပါမှုအပြင်လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုတွေလည်းကြုံတွေ့နေရပါတယ်။